British Army မင်္ဂလာပါရှင်ကျမတို့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင် British Today Crafting ဆက်ပေးမယ့်တင်ကြောင်းလေးကတော့တရုတ်ဆောင်မင်းသားခက်စစ်တူရဲ့စိတ်မကောင်းတဲ့သတင်းတွေပဲဖြစ်ပါရီမင်္ဂလာပါ British Today တရုတ်ဆောင်ကောင်းတဲ့မင်းသားကြီးခက်စစ်တူကတော့အခုနောက်ပိုင်းမှာတော့တရုတ်ဆောင်သားချက်စကားထုတ်လို့ရေကိုပဲအားစိုက်ပြီးလောက်ကန်နေတာဖြစ်ပါရီလူပြိုကြီးခက်စစ်တူကတော့အလူချမ်းမှာရဲရောတဲ့သူဖြစ်တာကြောင့်တတိပွဲကိုလည်းရရှိထားဖြစ်ပါရီရန်ကုန်မြို့ရဲ့ဈေးအကြီးဆုံးရက်ွယ်လို့ပြောကြတဲ့ရွှေတောင်ကြားရက်ွယ်မှာနှိမ့်ချတဲ့ခက်စစ်တူကအကယ်ဒမီမင်းသားကြီးလည်းဖြစ်နေပါသေးတယ်ဇန်နဝါရီလ4ရက်နေ့မှာတော့ခက်စစ်တူကအေကမဟာတူရီတူဓမ္မမနီဇောဒဒါရပွဲကိုရရှိထားဖြစ်ပါရီဒီဘွဲဟာတမန်ဘွဲမျိုးမဟုတ်ပဲတတနာတော်ပေါ်မှာချီးမြှင့်တဲ့တတိကြီးတွေကိုပဲပေးအပ်တဲ့ဘွဲဖြစ်ပါရီဒီဘွဲကိုရောက်ဖို့ဆိုရင်တော့အဲ့ဒီဘွဲတစ်စိတ်ကိုအင်္ဂါအရေးချင်း9ရက်နဲ့ပြည့်စုံမှတာရရှိတာဖြစ်ပါရီဥပဒကဂုံရီဆဲပါကိုစောက်ထရမှာဖြစ်တဲ့ပြင်ရှေတမဏိအပါ300နဲ့အချက်ကိုတပါးတဲ့တကားခံပြီးတော့အရှင်ပြုပေးရမှာဖြစ်ပါရီဒါတင်မကတဲ့ရှင်တမဏိအပါ30ကိုလည်းတူတဲ့တရားကခံပြီးယဟန်ခံပေးပြီးပစ္စည်းလေးပါကိုလည်း6ပတ်ပေးရရရှိမှာဖြစ်ပါရီတမဟာဇီဝလုပ်ငန်းနဲ့အသက်မွေးကြောင်းပြုသူဖြစ်ရမယ့်အပြင်ရှင်ပြုရှင်ယဟန်ခန့်ရှင်ဗုဒ္ဓသာသနာထွန်းကားမှုအားနည်းတဲ့ဒေတာတွေနဲ့သာသနာရေးဆိုင်ရာကိစ္စရပ်တွေကိုလူချမ်းတဲ့ငွေစုစုပေါင်းကကျပ်သိန်း9000နဲ့အထက်ရှိရမှာဖြစ်ပါတယ်ဒီလိုအချက်9ချက်နဲ့ပြည့်စုံမှသာအကမဟာတရီတုဓမ္မမဏိဇောတဒရဘွဲကိုပေးအပ်တာဖြစ်ပါတယ်ခက်စစ်တူကတော့ဒလိုအရေးချဲနဲ့ပြည့်စုံတဲ့ကြောင့်ပဲအကမဟာတရီတုဓမ္မမဏိဇောတကဒရဘွဲကိုရရှိထားဖြစ်ပါတယ်2016ခုနှစ်မှာအေကမဟာတူရီတူဓမ္မမဏိဇောတတရဘွဲကိုရရှိခဲ့တဲ့သူခက်စစ်တူတယောက်ထက်သာရှိပါတယ်ခက်စစ်တူကလက်ရှိမှာလည်းရွှေကျိုးပြန်ပွဲမှာတိုင်းဖြစ်အကဲဖြတ်ပြီးအမတ်ပေးနေခဲ့တဲ့သူဖြစ်ပါတယ်ချမ်းသာကြွားတဲ့တထေးကြီးဖြစ်ပေမဲ့လည်းထုတ်ကြွတဲ့သူမဟုတ်တဲ့ခက်စစ်တူကတော့တသနာတော်ကိုထောက်ပံ့သူတယောက်ဖြစ်နေတာကိုလူသိနေပါတယ်ကြွားချမ်းသာမှုကိုတယောက်ထက်အတွက်မသုံးပဲတသနာတော်အတွက်တဲ့အသုံးပြုရင်ကနေရဖို့ခက်ခဲတဲ့ဘွဲတစ်စိတ်စူစီကိုလည်းရရှိလာခဲ့တာဖြစ်ပါတယ်ခက်စစ်တူကအခုမှဒီဘွဲတစ်စိတ်ကိုရရှိတာမဟုတ်ဘဲနဲ့လွန်ခဲ့တဲ့နေ့တွေကလေးကလည်းတသနာရေးဆိုင်ရာဘွဲတစ်စိတ်တွေကိုလည်းရရှိခဲ့ပါတယ်ချမ်းသာကြွားမှုကိုကြွားလုံးထုတ်နေကြတဲ့သူတွေချက်မှာခက်စစ်တူကတော့အလူဒန်းတွေမှာရှက်ရောသူဖြစ်နေခဲ့တဲ့ဖြစ်ပါတယ်